အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားမင်္ဂလာပွဲတစ်ခုကိုတော့မှာဖြစ်တဲ့အတွက်အားလုံးပဲတူတူလိုက်ခဲ့ကြပါအောင်နော်ဒီနေ့ကရာသီဥတုတာယာပြီးတော့ဒီတိမ်ကလည်းအပေါ်ကနေအောင်နဲ့ဖြာချနေပြီးတော့အရန်အောင်လာလို့ရိုက်ခဲ့လိုက်တာပါရှင်ခုဆိုရင်တော့မင်္ဂလာပွဲကိုရောက်ပါပြီဒီဟာကတော့ Bright Room မှာသူတို့သမီးနေတဲ့ခန်းပေါ့နော်အမှသွားပြီးတော့ဓာတ်ပုံတွေတွားရိုက်ကြတာပါရှင်ခုကျမတို့ရောက်နေတဲ့အဆောက်အဦမှာပေါ့နော်မင်္ဂလာပွဲကအားလုံးပေါင်းစုပေါင်း3ပွဲလား4ပွဲလားမသိဘူးရှိတယ်ပေါ့နော်အဲ့တော့မှဒီလိုမျိုးအခန်းနေနဲ့ decoration တွေပြင်ပြီးတော့မင်္ဂလာအခမ်းမှာငါတာပါခုဆိုရင်တော့သူတို့သားထွက်လာပါပြီရှင်ကဲသူတို့သမီးလေးထွက်လာတော့မှာပါသူတို့သမီးလေးကအရန်ကိုလာပါတယ်ရှင်ပြီးတော့ကိုရီးယားမင်္ဂလာပွဲမှာလေကင်မရာမန်နေနဲ့ဒီသူတို့သမီးကိုပြင်ပေးတဲ့သူတွေကလေအရန်ကိုလေအလုရှုပ်တယ်မှာကင်မရာမန်ဆိုလို့ရှိရင်ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ဒီရှူတာပေါင်းစုံကမလွတ်အောင်ရိုက်ပေးရပါတော့သူတို့သမီးကိုပြင်ပေးတဲ့သူကလည်းအစအဆုံးသူတို့သမီးရဲ့ခါဝင်တို့ပေါ်ဝါတို့ကိုတပုံရိုက်လို့ရှင်မလိတ်သွားအောင်မလာပဲဖြစ်မနေအောင်လို့တေချာလေးကိုဖြန့်ပေးတာတို့လုပ်ပေးပါတယ်ဒါဆိုရင်တော့သူတို့ညသစ္စာဆိုနေကြပါဘောနော်ပြီးတော့ရင်ကိုရီးယားမင်္ဂလာပွဲမှာကဗီဒီယိုထည့်ချင်လို့ရှင်ပေါ့နော်ဒီလိုဗီဒီယိုလေးလုပ်ပြီးထည့်လို့ရပါတယ်ဒီမှာဆိုသူတို့အဖေနဲ့မိနဲ့နှစ်ဖက်မိဘတွေကနေပြီးသူတို့မွေးလာရပေါ့ပူစာဆောင်ကြရတယ်သူတို့တွဲခဲ့တဲ့ပုံလေးတွေအဲ့လိုလေးတွေကိုအမတ်တရအနေနဲ့ဒီလာတဲ့ပရိသတ်တွေကိုလည်းအဲ့လိုမျိုးပြပေးရပါတော့ပြီးရင်တော့သူတို့သမီးဖေကသူသမီးလေးကိုဘယ်လိုပြောထောင်ခဲ့တယ်အားကြောင့်မလို့ဘယ်လိုမျိုးချစ်ပေးပါဆိုပြီးပြောပါတယ်အဲ့ဒါပြီးရင်တော့အစားတောက်ခဏလာပါပြီရှင်ကိုရီးယားမင်္ဂလာဆောင်တွေမှာဒီလိုမျိုးတွေကျွေးပါတယ်ဘူဖေးကျွေးတာပေါ့နော်ဒီမှာကိုရီးယားစားစာရေးလည်းရတယ်အနောက်တိုင်းစားစာရေးလည်းရတယ်ပေါ့နော်ပြီးတော့မှဆယ်မွန်တို့ပင်လယ်စားရေးပိုင်းလည်းရတယ်ပြီးတော့ထူးခြားတာဒီမှာလေး steak လည်းရတယ်steak ကတော့တယောက်ကိုတပွဲပဲရရပေါ့နော်တခြားအခုချပေးထားတဲ့ menu တွေအကုန်လုံးကတော့ဘလောက်စားလို့ရပါတယ်ဒီမင်္ဂလာပွဲလေးကတော့နေ့လယ်12နာရီမှာစပြီးတော့ကျင်းပတဲ့မင်္ဂလာပွဲလေးပါရှင်ဒီမှာဆယ်မွန်တို့ဆူရှီတို့ကျတော့တိတ်မကြိုက်တဲ့ခါကျတော့ဘာစားခဲ့လဲဆိုတော့ဒီမှာcream pasta လည်းရတော့ cream pasta စားရတယ်ပြီးတော့ရင်ထမင်းကြော်နည်းနည်းစားလိုက်တယ်ဝတ်သားပေါင်းလားမသိဘူးအဲ့ဥစ္စာစားတယ်ပေါ့နော်အဲ့ဒါစားပြီးတော့အချိုပဲစားလိုက်တယ်တခြားဟာတွေကတော့ကျမလည်းတိတ်မကြိုက်တာနဲ့မစားခဲ့ဘူးပေါ့နော်တခြားသူတို့ကိုရီးယားတွေကတော့ဒါအရသာရှိကိုစားကြတာကိုတွေ့ရပါတယ်ရှင်ပြီးတော့လေမင်္ဂလာဆောင်ကသူတို့သမီးပြီးစကားပြောပြနေပြီးတော့မဟုတ်ဘူးနော်သူတို့မိသားစုတပ်ပုံတွေတငယ်ချင်းတွေနဲ့တပ်ပုံတွေအကုန်လုံးစုရိုက်ကြတဲ့အခန်းမှာလေအကုန်ပြီးတော့မှပြီးတာပါရှင်စားတော့ကတော့ပွဲမဲ့ပြီးလဲလာစားလို့ရပါတယ်ကျတော့လေစံပြုတ်လိုမျိုးအရေးပေါ့နော်ဘူဖေးတော်တော်များများမှာအဲ့ဒါတွေ့ရတယ်သူကဒီဘူဖေးမစားခင်အဲ့ဒီအရေးကိုတောက်လိုက်တယ်ဆိုလို့ရှင်စုဒီရှောင်းနန်းတောက်ကိုဒီအထဲထဲပေါ့နော်အစာရပို့ပြီးတော့ရှင်းသွားပြီးတော့ပို့စားနိုင်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ဒါကြောင့်မို့တော်တော်များများကအဲ့ဒါတောက်ကြပါတယ်ဒီမှာ salad တွေလည်းရတယ်ပြီးတော့ဒီမှာ menu တစ်ခုကလေးပါဒါကအချောက်ခံထားတဲ့ငါးကိုกินထားတာပါချိုဆက်ရတာလေးပါဒါကတော့ကိုရီးယားရွာချိုရပါရှင်အမဲရောင်ကကြတော့တဘိုးကောင်းတဲ့ချင်းတွေကိုပြုတ်ပြီးလှုပ်ထားတဲ့အချိုရည်ပါနောက်ထပ်အဖြူရောင်ကကြတော့ဆန်နဲ့ပါလေးကိုအသုံးပြုပြီးတော့လှုပ်ထားတဲ့ကိုရီးယားရွာချိုရည်တွေပဲဖြစ်ပါတယ်ရှင်ဒါကတော့ဆနာကဝယ်တင်ခမ်းမပေါ့နော်ခမ်းမရှိတဲ့အဆောက်အဦရဲ့အပေါ်ဆုံးထပ်မှာပဲဒီဘူဖေးစားလို့ရမယ့်နေရာကိုလုပ်ပေးထားတာပါရှင်ကိုရီးယားမင်္ဂလာပွဲပြည်စင်တာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတော့ကျမတို့ဒီကိုရီးယားမှာမင်္ဂလာဆောင်တဲ့အခါမှာကျမက vlog လေးထည့်ရိုက်ပြီးတော့တေချာလေးပြပေးသွားပါမယ်ရှင်တယောက်နဲ့တယောက်ကတော့ပုံစံကတော့တူမှာမဟုတ်ပါဘူးရှင်မြန်မာမှာလည်းမင်္ဂလာဆောင်လို့ရှင်တယောက်နဲ့တယောက်မတူညီတဲ့ပုံစံလေးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမကလည်းကျမရဲ့မင်္ဂလာပွဲကြလို့ရှိရင်တော့ပြင်ဆင်တဲ့ပုံလေးတွေကိုအသေးစိတ် vlog ရိုက်ပေးသွားပါမယ်ရှင်ပြီးတော့ကိုရီးယားမှာမင်္ဂလာဆောင်ဖိတ်စာကိုဘယ်လိုဖိတ်လဲဆိုတာကိုလည်းကျမပြောပြပေးပါမယ်ဖိတ်စာအပြင်နောက်ထပ်နည်းတစ်ခုလည်းရှိရဲပေါ့နော်အဲ့ဒါကတော့ online ကနေပြီးတော့ဖိတ်တဲ့နည်းပါအဲ့ဒါကိုလည်းကျမတေချာလေးပြပေးသွားပါမယ်ရှင်ခေတ်ဆိုရင်ကျမရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုဒီဗီဒီယိုလေးကိုကြည့်ရှုပေးသားကြပြီဆိုလို့ရှိရင်မြန်မာမင်္ဂလာပွဲနဲ့ကိုရီးယားမင်္ဂလာပွဲဘယ်ပုံစံကိုပို့ပြီးတော့သဘောကျလဲဆိုတာ comment မှာရေးခဲ့ပေးကြပါအောင်နော်ပြီးတော့ဒီဗီဒီယိုလေးထဲမှာဘယ်အရာကအသင့်ဆုံးဖြစ်စေလဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးကြပါအောင်နော်နောက်ထပ်ကိုရီးယားရဲ့ဘလိုယဉ်ကျေးမှုတွေနဲ့ပတ်သက်ပြီးတော့တင်ပေးစီခြင်းလဲဆိုတာကို comment မှာရေးခဲ့ပေးလို့ရှိရင်ကျွန်မကတက်နိုင်ဆုံး vlog လေးလုပ်ပြီးတော့တင်ပေးသွားပါအောင်မယ်ရှင်အားလုံးပဲတတားပါ